ပေးရမလို့ပါဘူးကိုအခုဖုန်းလေးစားပေးပြထားလေရပါပြီရှင်ညံလိုက်တာ ဟုတ်ပါတယ်ကိုညီမတို့စီမှာဖုန်း error ပေါ်မူတည်ပြီးတော့တနိုင်သွင်းမြင်ပြီးတဲ့ 1 hour service ရှိပါတယ်ကို ကောင်းတာပေါ့ဒီဘက်ခေတ်ကြီးထဲမှာလည်းဖုန်းတွေတစ်လုံးလည်းမွေဖို့မလွယ်ဘူးလေသိတဲ့အတိုင်းပဲအဲ့တော့လည်းပြင်သုံးပါပဲရဟောဒါနဲ့ညီမလေးဒါဘယ်လောက်ကြာလဲမသိဘူး ပေးရမလို့ပါဘူးကို ဟမ်ဘာလို့လဲအခုဖုန်းကစမ်းဟန်ထားရလေချာချင်ကောင်းလေးလဲသေးရင်ပြီးတော့မှန်ကုန်ကတ်တာလည်းပါသေးရဲ့ ဟုတ်ပါတယ်ကိုညီမတို့ Grand Medical Second User ဆိုင်ခွဲမှာဇူလိုင်လတစ်လလောက်ဖုန်းစားပေးအတွက် free package နဲ့ special package ဆိုပြီးတော့2မျိုးရှိပါတယ်ကိုညီမတို့ဒီ free package အနေနဲ့ကတော့ဖုန်းဆက်ဟန်တာရှာတင်ကောင်းလဲတာမှန်ကောကတ်တာ Facebook Viber Telegram account ဖွင့်တာ Power Volume Key SIM free လေးတာ Software free တွေပါလေအလကားလုပ်ပေးတယ်ရှင့် special package အနေနဲ့ကတော့အပေါ်မှန်လဲတာမျိုးတွေ speaker လဲတာတွေ backless လဲတာမျိုးမှာ total ကတော့2100ပဲကြာတင်ပါမယ်ကိုဒါပေမဲ့ handset ပေါ်မူတည်ပြီးတော့ဈေးနှုန်းလေးကတော့ changes လေးတော့ရှိပါတယ်ရှင့် ကောင်းလိုက်လားအဲ့ဆိုမနေ့ဖန်စာပြေကိုရိုတိတ်ရင်တော့ဖုန်းတွေယူလာခဲ့လိုက်တော့မယ်နော်ကိုရိုတိတ်ရင်တော့ဖုန်းတွေယူလာခဲ့လိုက်တော့မယ်နော် ဟုတ်ရပါတယ်ကိုရတယ်ဟုတ်